Siêu xóa Giêsu nằm ở cuộc chim nhau bà đấy, đi nè giàu là đấy giàu xí đây, phía trên xí cái này là đấy xem mặt đấy, những cái chín xem mặt đấy luôn nhau chín xem mặt đấy chấm mặt chín, giàu xí đây bao mà để giàu trả bà xí, đi nè rồi cho nó cả, khi ăn mì ta suku, duy bị đó đi nè, tát special duy thà ra phía đấy, như cô mong nó mà đi mà đi nè cho nó rồi sống xí cha đấy sura, ra cả mất to ta sa mà hậu bu. Si maswaga pe phayatakin ka dim niya ma chano do ai kong long song sipu tu ma assistant sipi ta phit de era jaw tai sai lo khimya ro la da ma ho bu phaya alu ro shi lo khimya ro di ma yaw la da phit de era jaw chano do phaya kaung myat chin jaw ku atu takwa swai ni cha ya aw chano bwa ku ani nge tet ti kha me su yin mi ba family a jaw ma twa khin ma chano atet ta ne yin bi chano ka ne teti kham sin ya yaru shi ba le takhatali chayin chuno do ka Yesu ku yong chi pi me chuno do atetta the ma ma yun de aya ma yun de khan yu chet twi ma yun de yong chi chet twi loi ma de athen amin ri chang chuno do atetta the ma malu abe ne tatet long pip pyu piet lo ma ya ro de nong ta twiကျွန်တော်တို့တက်တာထဲမှာရောက်ရှိလာနိုင်တာဖြစ်တယ်ကျွန်တော်ကအရင်တုန်းကကျွန်တော်က1990မှာကျွန်တော်ယေရှုကိုမိမိရဲ့ကယ်တင်ရှင်အသက်သခင်အဖြစ်ယုံကြည်လက်ခံခဲ့တယ်ကျွန်တော်ကယေရှုကိုမိမိရဲ့ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးမြဲကျွန်တော်နှလုံးသားထဲမှာယေရှုကနေရာမရခဲ့ဘူးကျွန်တော်နှလုံးသားထဲမှာဘာကနေရာရတယ်လဲဆိုရင်အမှန်တရားကပဲနေရာရခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်အသက်တာထဲမှာအမှန်တရားဆိုတာကခင်ဗျားပါတစ်ဖက်ကိုသူများကလာထူးရင်ခင်ဗျားပြန်ထူးတာအဲ့ဒါမြတ်တာအမှန်တရားပဲတင်ကူဒုက္ခကောင်းကောင်းရောက်အောင်လုပ်တဲ့လူတစ်ယောက်ကိုခင်ဗျားကဒုက္ခပြန်ပြီးတာကအဲ့ဒါကမြတ်တဲ့အရာပဲအမှန်တရားပဲအရင်တုန်းကကျွန်တော်ကစူးခဲ့မိုက်ခဲ့တယ်ဆိုပြီးမြဲကျွန်တော်ကဘယ်သူကမှရမစခဲ့ဘူးဒါပေမဲ့ကျွန်တော်ကရန်စတဲ့လူဟူတည်းကျွန်တော်ကမတီးခံဘူးအကုန်လုံးချတယ်ကျွန်တော်ကသူများကကျွန်တော်ကမတရားဆွေးပြီးအထင်သေးပြီးအနိုင်ကျင့်တဲ့အခါမှာကျွန်တော်ကမခံနိုင်လို့ကျွန်တော်ကပြင်တုံ့ပြင်တဲ့အရာတွေဖြစ်တယ်အဲ့ဒါကြောင့်မလေးရှားမှာဆိုရင်လေကျွန်တော်ကလူအယောက်20လောက်ရှိမယ်သူတို့ကကျွန်တော်အိမ်တအိမ်မှာအတူတူနေကြတယ်ဒါပေမဲ့ကျွန်တော်မရှိတဲ့အချိန်မှာသူတို့ကကျွန်တော်ကိုမကောင်းကြောင်ပြောပြီးအနိုင်ကျင့်ကြတယ်အဲ့ဒီချိန်ကြရင်ကျွန်တော်ကလည်းသူတို့စီမှာတွားပြီးတော့တင်တို့ကငါ့ကိုဒီလိုပြောရအောင်တင်တို့ကိုကျွန်တော်တခါမှအားမကူဘူးပါဘူးကိုပိုက်ဆံကိုရှာတယ်ကိုပိုက်ဆံနဲ့ကိုစားတယ်တင်တို့ငါ့ကိုဒီလောက်တော့အနိုင်ချေရလောက်တင်တို့ဘာကောင်းမလို့လဲဆိုပြီးတော့ကျွန်တော်ကပြန်ချလိုက်တယ်တယောက်ဆိုရင်တော့မှ emergency ုံထိရောက်သွားရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကမားတယ်လို့ကိုမထင်ပါဘူးဘာဖြစ်လို့လဲဆိုရင်သူတို့ကမတရားအနိုင်ကျင့်တာပဲလေကျွန်တော်ကပြန်တုံ့ပြန်တာပဲရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ဘဝမှာအမှန်တရားပဲနေရာရလာတဲ့အခါမှာဖခင်ကကျွန်တော်နဲ့အလုပ်မရဘူးဖြစ်တယ်ယုံကြည်သူမှရင်ကျွန်တော်တို့ကအမှန်တရားဘက်ကနေကျွန်တော်တို့ရက်တည်နေတည်တဲ့ဘယ်တော့အခါမှာဖခင်ကတင်နဲ့အလုပ်ကောင်းကောင်းလုပ်မရဘူးဆိုတာကျွန်တော်တို့သိထားဖို့ဖြစ်တယ်အရင်တော့ကလည်းယေရှုကိုကျွန်တော်ကချစ်ဖို့ကြိုးစားခဲ့တယ်မချစ်နိုင်ပါဘူးကျွန်တော်ကမချစ်နိုင်ဘူးဘယ်အချိန်မှကျွန်တော်ယေရှုကိုကောင်းကောင်းချစ်နိုင်ခဲ့တယ်လဲဆိုရင်သူကကျွန်တော်ကိုစိုးခဲ့မိုက်ခဲ့တဲ့ကျွန်တော်လောက်ဘာမှမဟုတ်တဲ့ကျွန်တော်ကိုသူကကျွန်တော်ကိုချစ်ခဲ့တဲ့အကြောင်းကျွန်တော်အသက်ပေးဆက်ခဲ့ရတယ်ခက်ခဲဆိုဒုက္ခဆေးရချင်းခံပြီးအတွေ့အကြုံပြီးကျွန်တော်ကိုကယ်ခဲ့တယ်ဆိုတာကျွန်တော်ကောင်းတဘောပေါက်တဲ့အချိန်ကြမှာကျွန်တော်ကယေရှုကို
ပြင်ချစ်နိုင်တာဖြစ်တယ်ကျွန်တော်တို့ကဖယားသခင်ရဲ့ယေရှုရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်တို့နားမလဲမချင်းကျွန်တော်တို့အသက်တာမှာဘာမှထူခြားပြောင်းလဲမှာမဟုတ်ဘူးဟန်ဆောင်တာပဲဖြစ်သွားလိမ့်မယ်အသက်တာထဲမှာကျွန်တော်တို့ကယေရှုကကျွန်တော်တို့ကိုဘယ်လောက်ချစ်ခဲ့တယ်လဲကျွန်တော်တို့အတွက်ဘယ်လောက်ပြီးဆက်ခဲ့တယ်လဲဆိုတဲ့အရာကပဲတဲ့အသက်တာပြောင်းလဲတော့အောင်လုပ်ပြီးမှဖြစ်တယ်ယေရှုကအထဲမှာနေရာရလာတဲ့အခါမှာတမန်တရားကနေရာရလာတဲ့အခါမှာကျွန်တော်တို့ကဖယားနဲ့တဲ့အသက်တာကိုကျွန်တော်တို့ပိုင်ဆိုင်နေတာဖြစ်တယ်အမှန်တရားကတော့သူများကတင့်ကိုအနိုင်ကျင့်တယ်တဲ့မမားဘူးအဲ့ဒါကြောင့်သူ့ကိုပြင်ဂလက်စားချပလိုက်တယ်အဲ့ဒါအမှန်တရားပါပဲဒါပေမဲ့တမန်တရားယုံကြည်သူမှရင်တမန်တရားနဲ့နေဘူးဖယားကကောင်းကောင်းမှာထားတာဖြစ်တယ်တမန်တရားဆိုတာကလူတယောက်ကတင့်ကိုမတရားဆွဲအနိုင်ကျင့်တယ်အထင်သေးတယ်ဆိုရင်သူ့အတွက်စုတောင်းပြီးတဲ့အသက်တာဖြစ်တယ်ခရိယာအသက်တာကလွယ်တော့မလွယ်ဘူးတကယ်ကိုယေရှုကိုတကယ်ယုံကြည်မှရတဲ့အသက်တာဖြစ်တယ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကသူ့နောက်လိုက်ဖို့တော့လွယ်တော့မလွယ်ဘူးအခြားဘာသာတွေနဲ့မတူဘူးတမန်တရားဆိုတာတဲ့အင်ဂျီကိုသူများကလူချင်းတယ်လာလူယူတယ်ဆိုရင်အပေါ်အင်ဂျီတော့မှပြင်ပြီးတဲ့အတ္တတာဖြစ်တယ်အဲ့ဒါကတမန်တရားဖြစ်တယ်ယုံကြည်သူတွေကကျွန်တော်တို့ကယေရှုခရစ်တော်ကိုယုံကြည်ကြတယ်ယေရှုခရစ်တော်ကကားတိုင်းမှာကျွန်တော်တို့အတွက်အပြစ်ကြွေးဆက်ခဲ့တယ်အသွေးသွန်းပြီးကျင့်ချင်းအမင်္ဂလာကိုသူဆောင်ပြီးခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတွေကဘာသဝဲမှာရှိတဲ့ယုံကြည်သူတွေကျွန်တော်တို့အသက်တာမှာဒီအင်ထုံကွေးတဲ့အမင်္ဂလာကနေကျွန်တော်တို့မလွတ်မြောက်ရဘူးအင်ထုံကွေးတဲ့ဆိုတာမိဘနဲ့သားသမီးလည်းနဲ့မရအဲ့ဒါတွေကအခြားသူတွေလည်းအင်ထုံကွေးတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းကွေးတယ်ဘာမှမဆမ်းပါဘူးမထင်ပါနဲ့ဒီဟာကအမင်္ဂလာဖြစ်တယ်အဲ့ဒါကိုယေရှုကကားတိုင်းမှာကျွန်တော်တို့အတွက်ကျင့်ချင်းအမင်္ဂလာခံခဲ့ပြီဒါပေမဲ့ကျွန်တော်တို့ကမယုံကြည်သူတွေလည်းဘာမှခြားနာမှုမရှိဘူးမယုံကြည်သူတွေလည်းကွဲတယ်ခရိယာလည်းကွဲတယ်ဘာမှခြားနာမှုမရှိဘူးတကယ့်ကိုအမတန်မှဝန်းနေစရာဖြစ်ပါတယ်ကျွန်တော်တို့တည်ထားဖို့က family ဆိုတာကဘုရားသခင်ကအမတန်မှတန်ဖိုးထားတဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်ဘုရားတန်ဖိုးထားတဲ့အရာဟုသမျှကိုအမြဲတမ်းနောက်ဆက်ဖြစ်စီနေတဲ့သူကစာတန်မာနဖြစ်တယ်ကျွန်တော်တို့အသက်တာထဲမှာလည်းတခါတလေကျင့်တင်ကအချားသူနဲ့မတူအောင်ဒုက္ခဆင်းရဲပြဿနာကိုတင်ရင်ဆိုင်နေရရင်လေတိတ်ပြီးတော့အားငယ်စရာမဟုတ်ပါဘူးညီကိုမောင်နှမတို့ဘာဖြစ်လို့လဲဆိုရင်ဘုရားကတဲ့အနာဂတ်အတွက်အကောင်းဆုံးပြင်ဆင်ထားတယ်တင်ကို special the chosen one ပေါ့ special ရွေးထားတဲ့လူမို့လို့ဘုရားသခင်ကတင်ကိုအတိအမှတ်ပြုထားတဲ့သူတင် special ရွေးထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်စာတန်ကလည်းတင်ကိုဘုရားနဲ့ဝေးကွာတော့အောင်ဘုရားနဲ့အပေါ်မှာတန်တရားစိတ်ရှိအောင်မာယွန်းတော့အောင်စိတ်ဓာတ်ကျအောင်အမျိုးမျိုးတင်ဘဝကိုပြုခဲ့တာဖြစ်တယ်အာဒမ်နဲ့အေဝါခက်တုံးမှာဆိုရင် family ကိုဘုရားသခင်ကဖန်ဆင်းတယ်ဆိုတာကတင်ကတာယာလှပတဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ a good family ကိုပိုင်ဆိုင်နိုင်ဖို့ဘုရားသခင်ကတဲ့အတွက်ဖန်ဆင်းပြီးတဲ့အရာဖြစ်တယ်ဒုက္ခဆင်းရဲခံစားဖို့မဟုတ်ဘူးရောက်ခမတွေနဲ့ရံဖြစ်ဖို့စကားများဖို့မဟုတ်ဘူးလေမယားနှစ်ဖက်စလုံးစိတ်ထဲမှာအမျိုးမျိုးထင်ပြီးကျွန်တော်တို့ကအမြင်ဆောင်ဖို့မဟုတ်ဘူးသူများနဲ့စကားများဖို့မဟုတ်ဘူးပြိပကဖြစ်ဖို့မဟုတ်ဘူးလပတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့
ဖယားတခင်ကအထူး special လူတွေအတွက်ဖန်ဆင်းပေးတဲ့အရာဖြစ်တယ်ကဘာဦးကြခန်းချင်းအငယ်78မှာပါပြောထားတယ်လဲဆိုရင်ထာဝရဘုရားအရှင်ဘုရားသခင်ကလည်းယောက်ျားသည်တယောက်ဒီမနီကောင်းသူနဲ့တော်သောအထောက်အမကူသူ့အဖို့ငါလုံအောင်မေဟုတ်အကျဉ်းစီတော်မူ၏ဒီချိန်မှာအာဒမ်ကသူတယောက်တည်းမပြောတော့ဘူးအားငယ်နေတယ်တင်ငယ်နေတယ်ဆိုတာဘုရားသခင်ကတွေ့တဲ့အခါမှာသူ့ဘဝကိုပျော်ရွှင်ဖို့သူကျင့်တဲ့အသက်တာဘဝတာယာတဲ့အသက်တာကိုရရှိဖို့သူ့ကိုအထောက်အမအနေနဲ့မိမကိုဖန်ဆင်းပေးတယ်ဆိုတာကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရတယ် family ကဘုရားသခင်ကိုယ်တိုင်ဖန်ဆင်းထားတာဖြစ်တယ်အဲ့ဒါကြောင့်ဘုရားတန်ဖိုးထားတယ်ဒါပေမဲ့အာရနဲ့အေဝဒုံမှာဆိုရင်ဘုရားကကောင်းသောအရှိရှင်နဲ့ဖန်ဆင်းထားပြီမဲ့စာတန်မာနကအေဝကိုလက်ဖြားလိုက်တဲ့အခါမှာအေဝကအတီးစားသွားတာဖြစ်တယ်နောက်ပြီးတော့တမျိုးပြောရမယ်ဆိုရင်အာဒမ်ကိုစာတန်ကလက်ဖြားတယ်လို့ကျမ်းစာထဲမှာမတွေ့ရဘူးအေဝကိုပဲလက်ဖြားတာဖြစ်တယ်စာတန်ဖြစ်စီချင်တဲ့အရာကအေဝတီမဲအာရန်အသက်ရှင်မဲဒါဆိုရင်သူတို့ကရှင်ကွဲမယ်အတူတူနေလို့မရတော့ဘူးကွဲသွားမယ်တနည်းပြောရမယ်ဆိုရင်အိမ်ထောင်ရိုက်ခွဲတာဖြစ်တယ်တာယာလပ်ပါတဲ့မိသားစုကိုရိုက်ခွဲတာကစာတန်မာနဖြစ်တယ်ဒါပေမဲ့အာဒမ်ကဒီအတေးကိုစားရင်ငါတည်မယ်ဆိုတာကောင်းကောင်းသိတယ်ဘာဖြစ်လို့လဲဖယားကိုယ်တိုင်ကကောင်းကောင်းမှားထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ तू တိရင်နဲ့ तू စားသွားတဲ့အရာဖြစ်တယ် तू ဒီတေးဆိုင်ငါတည်မယ်ဆိုပြီးတော့အေဝတီဗီဆိုတော့ तू နဲ့မကွဲအောင် तू ကဒီအတီးကိုစားပြီးအေဝနဲ့ तू တည်သွားတာဖြစ်တယ်ဒီကဘာပုံဆောင်ထားတယ်လဲဆိုရင်ယေရှုခရစ်တော်နဲ့အသင်းတော်ကိုပုံဆောင်ထားတာဖြစ်တယ်အပစ်သားတွေဖြစ်တဲ့ကျွန်တော်တို့ကိုအပစ်နဲ့အပစ်ကြောင့်တည်နေတဲ့ကျွန်တော်တို့အတွက် သူကတက်ကူစွန်ပြီးကျွန်တော်တို့အတွက်အသက်ပေးခဲ့တဲ့အရာကိုပုံဆောင်ထားတဲ့အရာဖြစ်တယ်ယေရှုကဒီဟာလို့ဘယ်လိုဖြစ်မလဲဆိုတာအကုန်လုံးသိရင်နဲ့ကျွန်တော်တို့အတွက်ပေးဆက်ခဲ့တဲ့အရာဖြစ်တယ်ယေရှုခရစ်တော်ဘုံနာမတော်ဘုံချပါစေအဲ့ဒါကြောင့်ဒီအိမ်ထုံကွဲတဲ့အဖေနဲ့တာသမီအမေနဲ့တာသမီလင်းနဲ့မယားဒီအိမ်ထုံကွဲတဲ့အမင်္ဂလာကိုတဲ့မိသားစုထဲမှာစာတန်ကတဲဆောင်လာတဲ့အခါမှာအဲ့ဒီအမင်္ဂလာကိုတဲ့မိသားစုထဲမှာဆက်လက်မဖြစ်ပေါ်ဖို့စာတန်ကတင့်ကိုတုံးပြီးဒီအမင်္ဂလာကိုတဲ့မိသားစုထဲမှာမဖြစ်ပေါ်ဖို့အရေးကြီးပါလိမ့်မယ်တင်ကယုံကြည်သူမှရင်တင့်ကြောင့်စာတန်ရဲ့အတုံးတော်ခံပြီးတင့်ကြောင့်အိမ်ထုံမကွဲဖို့အရေးကြီးပါလိမ့်မယ်ယုံကြည်သူမှရင်အဲ့ဒါတွေကကောင်းကောင်းစဉ်းစားစရာဖြစ်တယ်ဖယားတခင်က family ကိုကျွန်တော်တို့အတွက်ဖန်ဆင်းတဲ့အရာမှာသူ့မှာအရှိအရှင်ရှိတယ်ဥပမာပူပြီးတော့နားလဲအောင်ကားပြုတ်လုပ်တဲ့လူကဒီကားကိုဘယ်လိုစီးရင်ကောင်းမလဲဘယ်လိုလုပ်ရင်ကြာခံမလဲဆိုတာ तू အကောင်းကောင်းသိတယ်ကားဘင်းဆိုရင်ဘယ်လောက်အမာစီရမလဲ35ဆိုရင်35အနောက်ဆိုရင်ဘယ်လောက်အဲ့ဒီဟာတော့မှရှိတယ်တခါတလေကျန်ကျွန်တော်တို့ကစီဘင်း20ဘီကဟာ30အနောက်ကဟာ60ထားလိုက်ရင်စီလုံးလဲအစင်မပီတော့ဘူးဒါပေမဲ့ကားပြုတ်ကားလုံးတဲ့သူကသူစီရှင်တဲ့အတိုင်းကျွန်တော်တို့ကကောင်းကောင်းလုပ်တယ်ဆိုရင်စီလုံးလဲကောင်းတယ်ဇင်လဲခံတယ်ကြာစီလဲခံတာဖြစ်တယ်အဲ့ဒီကားတွေက gas ကိုထည့်တဲ့ကားဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့က engine wall ထည့်လို့မရဘူး engine wall ထည့်လိုက်ရင် diesel ထည့်လိုက်ရင်အဲ့ဒီကားကကြာခံမှာမဟုတ်တော့ဘူး diesel ထည့်တဲ့ကားရှိတယ်လို့ gas ထည့်တဲ့ကားတွေရှိတယ်ကားတွေလည်းကျွန်တော်တို့က
ကုန်းပေါ်မှာမောင်းဖို့ပဲဒါပေမဲ့ကျွန်တော်တို့ကရီမာတော့ရှောက်မောင်းလို့မရပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကိုမိသားစုကိုဖန်ဆင်းတဲ့ဖယားသခင်ရဲ့အလူတော်ကိုကျွန်တော်တို့နားလည်ဖို့အမတမအရေးကြီးတဲ့အရာဖြစ်တယ်ဖယားသခင်က family ကိုဘယ်လိုပုံစံနဲ့ဖွဲ့စည်းကျွန်တော်တို့အတွက်ဘယ်လိုလုပ်ပြီးထားခဲ့တယ်လဲဆိုရင်တိကောအခန်းကြီး7အငယ်3မှာပြောလဲဆိုရင်ယောက်ျားဤခေါင်းကခရစ်တော်ဖြစ်တယ်ယောက်ျားရဲ့ခေါင်းကခရစ်တော်ဖြစ်တယ်မိန်းမရဲ့ခေါင်းကယောက်ျားဖြစ်တယ်လို့ဒီမှာပြောထားတယ်ခေါင်းဆိုတာကဥဆောင်ခြင်းကိုပုံဆောင်ထားတာဖြစ်တယ်အဲ့ဒါကြောင့်ယောက်ျားတစ်ယောက်မှရင်ကျွန်တော်တို့ကနံပါတ်1ဥစားပြီးမဲ့အရာကတင်ဖြစ်ခြင်းတဲ့အရာတင်စန္ဒတွေမဟုတ်ဘူးဖယားကိုနံပါတ်1နေရာမှာကျွန်တော်တို့ဥစားပေးရမယ်ဖယားအလိုတော်ဟုတ်မဟုတ်ပိုက်ချာနားလေတတ်တဲ့ယောက်ျားဖြစ်ရမှာဖြစ်တယ်အဲ့ဒါကြောင့်တခါတလေကျရင်ကျွန်တော်တို့ကဖယားကိုမကြောက်လဲမကြောက်ဘူးကျွန်တော်တို့ကြိုက်တယ်လို့နေတယ်အရက်တေစာတောက်တယ်ကြိုက်တယ်လို့နေတဲ့အခါမှာမိန်းမတွေကလည်းကျွန်တော်တို့ခေါင်းနေရာမှာထားနိုင်တော့ဘူးအဲ့ဒါကြောင့်တချို့မိန်းမတွေကဘာပြောလဲယောက်ျားကခေါင်းဖြစ်တယ်မိန်းမတွေကလေပင်ဖြစ်တယ်တဲ့လေပင်ကခေါင်းကိုကြိုက်တယ်လို့ဆွေးလို့ရတာဖြစ်တယ်တဲ့အဲ့ဒီလိုပုံစံသူများကပြောချသွားတာဖြစ်တယ်တကယ်တမ်းတော့ယောက်ျားဆိုရင်ကျွန်တော်တို့ရဲ့ခေါင်းကခရစ်တော်ဖြစ်ရမယ်ဖယားကိုတည်တဲ့လူဖြစ်ရမယ်ဖယားကိုနံပါတ်1ဦးစားပေးတဲ့လူဖြစ်ရမယ်တင်ဖြစ်ချင်တာမဖြစ်ချင်တာတွေဖယားဖြစ်စီချင်တဲ့ຢာကိုဦးစားပေးတဲ့အတ္တရှိတော်သူဖြစ်ရမယ်နောက်ပြီးတော့အချင်းမိန်းမတို့ဖယားတခင်ရဲ့အုပ်စုတော်မူခြင်းကိုဝန်ခံတဲ့ကဲတော့ကုခင်ပွင့်ရဲ့အုပ်စုခြင်းကိုဝန်ခံကြလို့အဖရကန်ချင်းကအငယ်20မှာပြောထားတယ်အငယ်24မှာဆိုရင်အရာရာ၌ဝန်ခံကြလို့တော့မှပြောတယ်ဒီနေရာမှာအချင်းမိန်းမတို့ဘုရားသခင်ရဲ့အုပ်စုတော်မူခြင်းကိုဝန်ခံတဲ့ကဲတော့ကုခင်ပွင့်ရဲ့အုပ်စုခြင်းကိုဝန်ခံကြလို့ဒီနေရာမှာကကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်တချို့တွေကမိန်းမတွေကကျွန်တော်တို့ရဲ့အုပ်စုချင်းကိုဝန်ခံဖို့ယောက်ျားတွေရဲ့အုပ်စုချင်းကိုဝန်ခံဖို့ဖယားသခင်အလိုတော်ရှိတယ်ပြဿနာတစ်ခုကပါလဲဆိုရင်ဒီလိုမိန်းမယောက်ျားရဲ့အုပ်စုချင်းကိုမိန်းမကဝန်ခံစီချင်တဲ့ယောက်ျားမရင်ကျွန်တော်တို့ကအဆဆအရာရာဥဆောင်နိုင်တော့သူဖြစ်ရမယ်စီဘွားရေးကအစလူမှုရေးကအစဘာသာရေးကအစကျွန်တော်တို့အစအရာရာကျွန်တော်တို့လမ်းပြပြီးတော့သူဥဆောင်ပြီးတော့သူဖြစ်ဖို့အရေးကြီးတာဖြစ်တယ်အဓိကပြဿနာကကျွန်တော်တို့ကလည်းဘာမှကိုလည်းမဥဆောင်နိုင်ပဲနဲ့ဒါပေမဲ့ကျမ်းစာထဲမှာငါယောက်ျားရဲ့အုပ်စုချီကိုဝန်ခံပါပြောတယ်ဆိုပြီးတော့ကျွန်တော်တို့ရှုပ်ပြောတဲ့အခါမှာအဲ့ဒီမှာစာတန်ဝင်ပေါက်ဖြစ်သွားတယ်အိမ်ထဲမှာပကံပြပြန်တွေပြင်သွားတယ်ဆိုတာအဲ့ဒါပဲအဓိကကျွန်တော်တို့ရဲ့အုပ်စုချင်းကိုမိမကကျမ်းစာမှာဝန်ခံပါဆိုရင်အဲ့ဒီလူတဲ့ရဲ့အုပ်စုချင်းကိုဝန်ခံနိုင်ဖို့ကနံပါတ်1ယောက်ျားတွေကဖယားကိုဦးစားပြီးတော့သူဖြစ်ရမယ်ဖယားကိုကြောက်ရွံ့တော့သူဖြစ်ရမယ်အိမ်ထောင်ကိုအဆအရာရာကျွန်တော်တို့ဦးဆောင်နိုင်တော့သူဖြစ်ရမယ်စူတောင်းချင်းကအစကျွန်တော်တို့ဦးဆောင်ပြီးတော့စူတောင်းရမယ်ကျမ်းစာဖတ်ခြင်းကနေအစယောက်ျားတွေကဦးဆောင်နိုင်တော့သူဖြစ်ရမယ်ဖယားကိုဦးထိတ်ထားပြီးဖယားနင်းရမပြတ်ဖယားစကားကိုစင်ချင်တဲ့လူမှရင်တဲ့အကျင့်တွေပေါက်သွားလိမ့်မယ်ထမြောက်သွားလိမ့်မယ်နောက်ပြီးတော့ရောက်တဲ့ရဲ့မိမတွေကတဲ့ရဲ့အုပ်စုချင်းကိုခံတော့မှဖြစ်တယ်အဓိကပြဿနာကကျွန်တော်တို့ကဖယားကိုလည်းမကြောက်ဘူးကြိုက်တယ်လို့နေတယ်ကျွန်တော်တို့ကြိုက်တယ်လို့ဖြစ်စီချင်တဲ့အခါမှာခေါင်းနေရာမှာကျွန်တော်တို့ကလေမိမတွေကလေပင်းမှာရောက်သွားတာဖြစ်တယ်အဲဒါကြောင့်ကြိုက်တယ်လို့လေပင်းကခေါင်းကိုဆွေးလို့ရတယ်လေနော်ကျွန်တော်တို့ယောက်ျားရဲ့အုပ်စုချင်းကိုဝန်ခံနိုင်ဖို့ကယောက်ျားတွေကဖယားကိုကြောက်ရွံ့တော့သူဖြစ်ရမယ်နောက်ပြီး
အဖက်အခန်းကြီး9အငယ်33မှာမိမဒီလေကုခင်ပွန်ကူယူတီချင်းစီစီလောဒီချမ်ပိုက်ကကျွန်တော်အရန်ချမ်ပိုက်တဲ့အရန်ချိုက်တဲ့ချမ်ပိုက်ဖြစ်တယ်အမတ်တမတကူရှိတဲ့ချမ်ပိုက်ဖြစ်တယ်ဒီဟာကတခါတလေချက်ရင်မိမတွေကယောက်ျားကိုအယူအတီပေးတယ်ဆိုတာကသူတို့ကတိတ်ခါကြတလူလူနင်းကြတလူလူသူတို့ကခန်းစားတတ်တယ်တကယ်တမ်းတော့တင်ကအဆုံးပေးတာမဟုတ်ဘူးတင်ကူတင်နင်းကြသွားတာမဟုတ်ဘူးနော်ယောက်ျားကိုယူတီပေးချင်းဆိုတာကတင်ယောက်ျားကိုအထိတ်ရောက်အောင်တွန်းမပေးတဲ့စွမ်းအားတစ်ခုဖြစ်တယ်အဲ့ဒီယောက်ျားကို respect ပေးတဲ့အရာဘယ်ယောက်ျားမဆို respect ပေးတာမကြိုက်တဲ့ယောက်ျားတစ်ယောက်မှမရှိဘူးအဓိကပြဿနာကမိန်းမတွေကယောက်ျားကိုယူတီမပေးနိုင်ဘူး respect မပေးနိုင်ဘဲနဲ့သူ့အချစ်ကိုကျွန်တော်တို့မိန်းမတွေကလူချင်တဲ့အခါမှာအဲ့ဒီမှာစာတန်ဝင်ပေါက်ဖြစ်တော့စာတန်ကအခွင့်ကျွန်တော်တို့ပြီးသလိုဖြစ်သွားတယ်ယောက်ျားကိုအယူအတီပေးပါတဲ့ယောက်ျားကိုအယူအတီပေးနိုင်တယ်ဆိုရင်သူ့အချစ်တွေကိုတောင်းစရာမလိုဘူးသူ့အားနဲ့သူရောက်လာမှာအလိုလိုနဲ့ရောက်လာမှာဖြစ်တယ် respect ပေးခြင်းဆိုတာလင်မယားကြားမှာအမတားမအရေးကြီးတဲ့အရာဖြစ်တယ်ယောက်ျားကိုအမြဲတမ်းချိန်မုံဆဲဆူနေတဲ့ယောက်ျားကသူ့အချစ်ကိုတင်ရမှာမဟုတ်ဘူးလူချင်းပေမဲ့တင်ရမှာမဟုတ်ဘူးအဲ့ဒီဟာကတဲ့ရဲ့မိသားစုကိုအစိတ်တောက်ဖြစ်စီတယ်အစိတ်ဖြစ်စီတယ်မตายာမလပအောင်တယောက်နဲ့တယောက်နားလည်မှုလွယ်တော့အောင်ဖြစ်စီတာတဲ့ယောက်ျားရဲ့အချစ်ကိုတင်ရခြင်းတဲ့ဆိုရင်အဲ့ဒီကလူဝတ်ချက်ဖြစ်တယ်ယောက်ျားတွေတော့လူဝတ်ချက်ဖြစ်တယ် respect ပေးပါ respect ပေးတယ်ဆိုရင်သူ့အချစ်တွေကိုတင်ပိုက်သွားမယ်အလိုလိုနဲ့ရသွားမှာဖြစ်တယ်ဥပမာတဲ့အိမ်နာမှာတရက်ပင်တပင်ရှိတယ်ဆိုပါတော့အဲ့ဒီတရက်ပင်ကိုလည်းတင်မတက်နိုင်ဘူးဒါပေမဲ့တရက်တီးစားခြင်းလေအဲ့ဒီစားခြင်းတဲ့အခါမှာမင်းကလေးတွေကဟဲ့ယောက်ျားဒီတရက်တီးစားခြင်းတဲ့တွားခုပြီးပြောရင်မတက်နိုင်ရင်မစားနဲ့လေအဲ့ဒါပဲလာမယ်မတက်နိုင်ဘူးဆိုရင်မစားနဲ့ဒါပေါ့ဒါပဲဖြစ်သွားမယ်ဒါပေမဲ့သင်ကယောက်ျားရဲ့ကျွန်တော်တစ်ပင်ပေါ်လဲမတက်နိုင်ဘူးဒါပေမဲ့ဒီအတီးကိုစားချက်လိုက်တာဆိုခဏလေးတူတက်ပြီးတော့ဘယ်လောက်စိတ်တယ်လဲအဲ့ဒါပဲတော့ပြောမှဖြစ်တယ်အဲ့ဒါကြောင့်မင်္ဂလိတွေကကျွန်တော်တို့စကားတွေကအရေးကြီးတယ်တဲ့မိသားစုတဲ့အိမ်ထောင်ကိုတာယာလပ်ပါစီချင်တယ်ဆိုရင်ဘယ်သူနဲ့မှမနိုင်ကြပါနဲ့တဲ့ယောက်ျားကိုဘယ်သူနဲ့မှမနိုင်နဲ့တဲ့မိန်းမကိုလည်းဘယ်သူနဲ့မှမနိုင်နဲ့သူတို့ဒီလိုဖြစ်သွားပြီတင်ကဘာဖြစ်တာလဲသူမျိုးကောင်းစားပြီတင်ကဘာလို့စားလို့မှမရဘူးဘယ်လိုယောက်ျားလဲအဲ့ဒါတွေကနော်ခင်ဗျာဒုတ်ချောင်းအကြီးကြီးနဲ့ရိုက်တာထက်နာတယ်ကျွန်တော်တို့အသက်တာကိုသူများနဲ့နိုင်ဖို့ဘုရားကပေးထားတာမဟုတ်ဘူးတချို့တွေကလည်းမောစီလိုတုံးပါဒါဝိလိုတုံးပါပြောတယ်မောစီကဘုရားကမောစီလိုတုံးတယ်ဒါဝိကဒါဝိလိုတုံးတယ်တင့်ကိုတင်လိုတုံးမှဖြစ်တယ်ကျွန်တော်တို့ကဒါဝိလိုတုံးပါဆိုရင်ဘုရားသခင်ကတင့်ကိုဒါဝိထက်တာပြီးတုံးချင်တယ်ဆိုရင်တုံးလို့မရတော့ဘူးကျွန်တော်တို့ဘောင်ခတ်သွားပြီဘုရားကတင်ဖြစ်တဲ့အတိုင်းတင့်ကိုတုံးမှဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့အသက်တာကိုသူများကိုလည်းအားကျစရာမလိုပါဘူးကျွန်တော်တို့အသက်တာကိုလည်းသူများနဲ့လည်းနိုင်စရာမလိုပါဘူးဖျားပေးထားတဲ့အရာပေါ်မှာကျွန်တော်တို့ကြည်နပ်ရုံရဲ့တဖို့အရေးကြီးတယ်မိသားစုထဲမှာတာယာတဲ့အိမ်ထောင်ကြိုက်တယ်ဆိုရင်တဲ့မိန်းမတဲ့ယောက်ျားဘယ်သူဘယ်ဝါနဲ့မှမနိုင်ပါနဲ့တဲ့ယောက်ျားကိုတတ်ဖို့ထားပါ
တင်းမိမကိုတန်ဖိုးထားပါတင်ကတန်ဖိုးမထားဘူးဆိုရင်ဘယ်သူကမှတန်ဖိုးထားပြီးမှမဟုတ်ဘူးတင်းယောက်ျားကိုတင်တန်ဖိုးမထားဘူးတင်မိမကိုတင်တန်ဖိုးမထားဘူးဆိုရင်ဘယ်သူကမှတင်ကိုစားတန်ဖိုးထားပြီးမှမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကယောက်ျားတွေမိန်းမတွေတတော်စားအမေရန်ပြောနေရင်တတော်စားရဲ့ယောက်ျားကတင်ပဲဖြစ်သွားမယ်ဖြစ်နေတယ်ဆိုတာမမြင်နဲ့တတော်စားရဲ့မိန်းမကတင်ပဲဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကတယောက်နဲ့တယောက် respect ပေးဖို့နားလည်မှုရှိဖို့အိမ်ထောင်မှာအမတမအရေးကြီးတဲ့အရာဖြစ်တယ်တယောက်နဲ့တယောက်ပွင့်လင်းမြင်တာဖို့လည်းလိုအပ်တယ်ကျွန်တော်တို့ကလောကမှာကျွန်တော်တို့ပိုက်ဆံတွေကတောင်မှအတူတူနေရာမယူနိုင်ဘူးဆိုရင်ကျွန်တော်တို့စိတ်ကလည်းအတူတူတလုံးတဝတည်းမဖြစ်နိုင်ဘူးလေမရဆိုရင်ကိုဥစ္စာငါဥစ္စာဆိုတာစိနေတီးတရွေ့တော့တင်တော့စိတ်နှခွာပဲအမြဲတမ်းရှိမှဖြစ်တယ်အဲ့ဒါကြောင့်သူ့ဥစ္စာငါဥစ္စာမရှိဘူးအကုန်လုံးကျွန်တော်တို့ပေါင်းနိုင်ရင်ဘုရားသခင်ကဒီလေမရတော့ဟာနှစ်ယောက်မဟုတ်တော့ဘူးတစ်ယောက်ဖြစ်တယ်လို့ပြောတယ်အဲ့ဒါကြောင့်သူ့ဥစ္စာငါဥစ္စာမရှိတော့အကုန်လုံးနှစ်ယောက်စလုံးပိုက်တာဖြစ်တယ်ကျမ်းစာထဲမှာကောင်းကောင်းရေးထားတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဖယားအလိုတော်ကိုလည်းသိနားလည်ဖို့လိုတယ်ဖယားစီစဉ်တဲ့အတိုင်းကျွန်တော်တို့တွားရင်ဘာမှပြဿနာမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ကပောက်ကရကျွန်တော်တို့ထင်တဲ့အတိုင်းကျွန်တော်တို့ဖြစ်ချင်တဲ့အတိုင်းကျွန်တော်တို့ရဲ့ဆန္ဒအတိုင်းကျွန်တော်တို့ကောင်းတာထင်တဲ့အတိုင်းကျွန်တော်တို့လုပ်တဲ့အခါမှာစာတန်ကအခွင့်ရသွားပြီတင်မိသားစုကိုဖယားလပအောင်ဖန်ဆင်းတဲ့အရာဆိုပြီးမြင်တင်ကလပတဲ့ဘဝကိုတဲ့အသက်တာထဲမှာမပိုက်ဆိုင်နိုင်ဘူးဖြစ်တယ်လေမယာမိသားစုထဲမှာတယောက်နဲ့တယောက်နားလည်ပေးခြင်းကအမတမအရေးကြီးတဲ့အရာဖြစ်တယ်တခါတလေကြရင်ကျွန်တော်တို့ကတယောက်နဲ့တယောက်နားလည်ပြီးတယ်ဆိုတာကပြောလို့တော့လွယ်တယ်လက်တွေ့တော့နေနေတော့ခက်တယ်ဒါပေမဲ့ကျွန်တော်တို့အတ္တထဲမှာကျင့်သုံးရမှာဖြစ်တယ်တာယာလှပတဲ့ဖယားပြီးထားတဲ့တာယာလှပတဲ့အိမ်ထောင်ကိုတင်ပိုက်ဆိုင်ခြင်းတဲ့ဆိုရင်ဖယားမှာထားတဲ့အတိုင်းကျွန်တော်တို့ကတယောက်နဲ့တယောက်နားလည်ပြီးဖို့အမတမအရေးကြီးတယ်ဘာတစ်ခုခုလုံမားတယ်ဆိုရင်ခင်ဗျဒီဟာမလုံတတ်ဘူးလားဘာဖြစ်လဲချက်ချင်းအဆူးမမြင်ပဲကျွန်တော်တို့ကသူကလုံမားတာပဲဖြစ်မယ်သူကပြောမားတာပဲဖြစ်မယ်အကောင်းဘက်ကနေကျွန်တော်တို့အဆူးကိုအနိုင်ယူတတ်ဖို့ဖြစ်တယ်အကောင်းဘက်ကနေထောက်ပြီးကျွန်တော်တို့မြင်တတ်တဲ့အသက်တာတင်မှရှိလာတဲ့အခါမှာတင်ဘဝဟာတင် family ဟာတာယာလှပလာမှာဖြစ်တယ်ကျွန်တော်အိမ်မှာဓာတ်ပုံ family ဓာတ်ပုံထဲတဲ့flame တခုကိုကျွန်တော်တနေရာမှာတွေ့ခဲ့တယ်အဲ့ဒီမှာစာရေးဆရာတယောက်ကရေးထားတယ်ရေးတဲ့သူတော့မရေးထားဘူးဒီမှာသူကဘာပြောလဲဆိုရင် family is a little world created by love အမတမကောင်းတဲ့အရာဖြစ်တယ်မိသားစုထဲမှာချစ်ချင်းမေတ္တာရှိမှအိမ်ထောင်ကတာယာလာပါတာဖြစ်တယ် family ဆိုတာချစ်ချင်းမေတ္တာကဖန်ဆင်းထားတဲ့ကဘာငယ်လေးတစ်ခုဖြစ်တယ်လို့ရေးထားတယ်ရေးထားတာကျွန်တော်တွေ့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကချစ်ချင်းမေတ္တာရှိတယ်ဆိုတာကနားလည်ပြီးချင်းကျွန်တော်တို့ကခွန်လွတ်နားလည်ပြီးတဲ့အရာကချစ်ချင်းမေတ္တာဖြစ်တယ်အိမ်ထောင်တစ်ခုမှာချစ်ချင်းမေတ္တာမရှိဘဲနဲ့လှပတဲ့အိမ်ထောင်တစ်ခုကိုကျွန်တော်တို့တိဆောက်လို့မရပါဘူးခွန်လွတ်ခြင်းမရှိဘဲနဲ့အပစ်ပဲမြင်ပြီးအဲ့ဒီဟာနဲ့ကျွန်တော်တို့တာယာလှပတဲ့အိမ်ထောင်တစ်ခုကိုပဲတော့ခါမှတိဆောက်နိုင်မှာမဟုတ်ပါဘူးဖယားကနေရာရဖို့ဖြစ်တယ်ချစ်ချင်းမေတ္တာရှိတဲ့နေရာမှာဘုရားသခင်ရှိတယ်ခွန်လွတ်ခြင်းနားလည်ပြီးခြင်းရှိတဲ့နေရာမှာဘုရားသခင်ရှိတာဖြစ်တယ်ဘုရားသခင်က family ကိုမိသားစုကိုတန်ဖိုးထားတာမကဘူး
သူကိုယ်တိုင်လေ family ဖြစ်တယ်ဖယားသခင်ကိုယ်တော်တိုင်က family ဖြစ်တယ်ယေရှုခရစ်တော်ကဤလောကတို့ကြွလာတဲ့အခါမှာခေါင်းကင်ဘုံမှာတော့နှုတ်ကပတ်တော်ပေါ့ဒါပေမဲ့ဒီလူရတိလာခံယူတဲ့အခါမှာဖယားသခင်ရဲ့တားတော်နာမကိုသူဝန်ခံတာဖြစ်တယ်အဲ့ဒါကိုဘာပြတ်တယ်လဲဆိုရင်အဖေအဖခမဲတော်ရှိတယ်ဆိုတာပြချင်လို့ဖြစ်တယ်တာနဲ့အဖေနဲ့တာနောက်ပြီးတော့ယုံကြည်သူတွေဟာလေဖယားသခင်ရဲ့သားသမီးတွေဖြစ်ကြတယ်ဂျွန်အခန်းကြီး1အငယ်7မှာသူသူကိုလက်ခံသမျှတော်သူတီးဟုတော်ကိုတော်ကိုယုံကြည်တော်သူတို့အားဖျားသခင်၏သားဖြစ်ရတော်အခွင့်ကိုပေးတော်မူ၏ယေရှုခရစ်တော်ကိုယုံကြည်တဲ့လူကဖျားသားဖြစ်ရတော်အခွင့်ကိုပေးတယ်အဖေနဲ့သားနဲ့အဖေအဲ့ဒါတွေမကတည်ဘူးတန်ရှင်တော်ဝိညာဉ်တော်ကတဲ့အထဲမှာကျင်ဝတ်လာတဲ့အခါမှာတဲ့ရဲ့အဖေဆိုတာကောင်းကင်အဖေဆိုတာတန်ရှင်တော်ဝိညာဉ်တော်ကတဲ့ကိုပြောတာဖြစ်တယ်သိစီတာဖြစ်တယ်ဖယားသခင်ကအဖေပဲမကဘူးမိခင်နေရာမှာလဲသူ့ကိုယ်သူမိခင်ရဲ့အချစ်နဲ့နိုင်ရှင်ထားတယ်ဆိုတာကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကအိုင်စာယအခန်းကြီး49အငယ်15မှာမိမဒီမိမိဖော်တော်သားကိုမတနာတိတိုင်အောင်မိမိနှုတ်ဆုတငယ်ကိုမိလျှော့နိုင်တယ်လို့အကယ်၍မိလျှော့တော်လေတင့်ကိုငါမမိလျှော့အမေရိကကူလာဆဲလာလွယ်ပြီးမွေးဖွားတဲ့သားသမီးတွေသူ့နှုတ်ကိုတိုင်ပြီးကျွေးမွေးတဲ့သားသမီးတွေမိဖို့မလွယ်ဘူးအကယ်၍မိခဲ့ဒီရှိတော့တဲ့နှုတ်ကိုငါမမိဘူးဖျားတဲ့ခင်ကအမေရဲ့အချစ်နဲ့တာအောင်သူ့ကိုသူကျန်စာထဲမှာပြသွားတာဖြစ်တယ်နောက်ပြီးတော့မာသဲအခန်းကြီး6အငယ်9မှာလေသူကြောင့်တင်တို့စုတောင်းရမေမှာကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဖာကိုတော်ဤနာမတော်ယူတည်လိမ့်ချင်းစီပါစီတော်ကောင်းကင်ဘုံမှာရှိတဲ့အဖေလို့ပြောတယ်ဘုရားသခင်ကအဖေကျွန်တော်တို့ကသားသမီးတွေအဖေနဲ့သားမိဘနဲ့သားသမီးဖြစ်တယ်မယုံကြည်သူတွေကလောကမိဘသားသမီးပဲရှိတယ်ယုံကြည်သူတွေကမိဘလောကမှာကျွန်တော်တို့ရဲ့မိခင်ဖခင်ကောင်းကင်ဝိညာဉ်ပိုင်းဆိုင်မှာဆိုရင်တော့ဘုရားသခင်ကကျွန်တော်ရဲ့မိဘဖြစ်တယ်အဲ့ဒါကြောင့်ဘုရားသခင်ကလူဖန်ဆင်းတဲ့အခါမှာသူကလူကိုဖန်ဆင်းတယ်နောက်ပြီးတော့မိဘတွေကနေကျွန်တော်တို့လူဖြစ်လာတဲ့လူတွေဖြစ်တယ်မိဘမရှိဘဲနဲ့ဘုရားသခင်ကလူကိုမဖန်ဆင်းဘူးအဲ့ဒါကြောင့်တချို့တွေကမိဘတွေဟာကျွန်တော်တို့ရဲ့လောကဘုရားဖြစ်တယ်ဆိုပြီးတော့ယုံကြည်တဲ့ဝန်တဲ့လူတွေလည်းရှိကြတာဖြစ်တယ်ကျွန်တော်တို့မိဘတွေကအမတမအရေးကြီးတယ်ကျွန်တော်တို့လူဖိရလာခြင်းအကြောင်းရင်းကမိဘမရှိဘူးဆိုတဲ့ဖြစ်လာဒီမှာထိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မိဘတွေကြောင့်ကျွန်တော်တို့လူပြန်ဖြစ်တယ်ဖယားကမိဘတွေကနေတဆင့်တင့်ကိုဖြစ်ပေါ်စေတာဖြစ်တယ်ကျွန်တော်တို့ကယေရှုခရစ်တော်ရှိတဲ့အသက်တာဆိုတာကိုယ်နဲ့ဆက်ဆိုင်တော်သူကိုနဲ့အမြချစ်တခြင်းဖြစ်တယ်ငါကမောင်မတော်အဲ့ဒါကြောင့်ဘုရားသခင်ကမိဘကိုဘယ်လောက်ထိတန်ဖိုးထားလဲဆိုရင်တဲ့နဲ့ဆက်ဆိုင်တဲ့သူကိုတဲ့နဲ့အမြမချစ်နိုင်ပဲဘုရားကိုအဲ့ဒါတွေကိုကြော်ပြီးဘုရားကိုချစ်တာသူကလက်မခံဘူးအဲ့ဒါကြောင့်ကိုနဲ့ဆက်ဆိုင်တဲ့သူဆိုတာကိုရဲ့မိဘဖြစ်တယ်
ကုလေမယာဖြစ်တယ်ကုသားသမီးတွေဖြစ်တယ်အဲ့ဒါတွေကိုကျွန်တော်တို့မချစ်နိုင်ဘဲနဲ့ဖယားကိုချစ်တယ်ပြောတာဖယားကမုတ်တာကိုတုံတော်သူလို့ပြောတယ်ကျွန်တော်ပြောတာမဟုတ်ဘူးတင်ကူးကွယ်တဲ့ဖယားကိုယ်တိုင်ပြောတာဖြစ်တယ်အဲ့ဒါကြောင့်ဖယားရှိတဲ့အသက်တာကမိဘကိုမချစ်နိုင်တဲ့လူကမိဘကိုချစ်နိုင်ခြင်းကဖယားရှိတဲ့အသက်တာယေရှုရှိတဲ့အသက်တာမိမပေါ်မှာတစ္ဆာမရှိတဲ့သူကမိမပေါ်မှာတစ္ဆာရှိတတ်ခြင်းဖြစ်တယ်ယေရှုရှိတဲ့အသက်တာကညီအကူမောင်နှမတွေကိုမချစ်နိုင်တဲ့လူကညီအကူမောင်နှမကိုချစ်နိုင်ခြင်းဟာယေရှုခရစ်တော်ရှိတဲ့အသက်တာဖြစ်ပါတယ်ကျွန်တော်တို့ယေရှုရှိတယ်ဆိုပြီးဘာမှချောင်းပြောင်းလဲခြားနာမှုမရှိဘူးဆိုရင်တဲ့ယေရှုကတော့ဒီကျမ်းစာအုပ်ထဲကယေရှုမဟုတ်တာတော့အတိအကျပဲဒီယေရှုနဲ့တွေ့တဲ့လူဟူသမျှပြောင်းလဲတယ်ကျွန်တော်တို့ကမိဘစကားကိုနားထောင်တယ်မိဘကိုယူတည်ချင်းပြုတ်တယ်ဆိုတာကဖယားစကားကိုနားထောင်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့ဟာဖယားလူတွေဖြစ်တယ်သူရဲ့အုပ်စုမှုအောက်မှာကျွန်တော်တို့ရှိတဲ့လူတွေသူ့လူတွေဖြစ်တယ်ဆိုတာတက်တီပြခြင်းဖြစ်တယ်မိဘကိုအဖက်အခန်းကြီး6အငယ်20အဖက်အခန်းကြီး6အငယ်နိကနေ3ကိုဖတ်လိုက်မယ်ဆိုရင်မိဘကိုယူတီစွာပြုလို့ဤပင်ရကတော့ကတင်ဒီပီတော်၌ကောင်းစား၍အသက်တာရှိမိအကြောင်းဟူ၍ဂတိတော်နဲ့ဆိုင်သောပထမပင်ရဖြစ်သည်ဖယားသခင်ကဂတိအများကြီးပေးထားတယ်အဲ့ဒီဂတိတွေကိုရဖို့ဂတိတော်နဲ့ဆိုင်တဲ့ပင်ရချက်ကမိဘကိုယူတည်ဖို့ဖြစ်တယ်အဲ့ဒီလောက်ထိဖယားသခင်ကတန်ဖိုးထားတာဖြစ်တယ်မိဘကိုလောကမှာကောင်းစားဖို့အသက်တာရှိဖို့မိဘကိုယူတည်ခိုင်းတယ်တရားဟောရာကျအခန်းကြီး9အငယ်16မှာလဲကောင်းစားခြင်းနဲ့အသက်တာရှိခြင်းဆိုတာမိဘကိုယူတည်ခြင်းကနေတဆင့်ဖယားသခင်ကကျွန်တော်တို့ကိုပေးတာဖြစ်တယ်ကျွန်တော်တို့ကယုံကြည်သူဆိုပြီးမဲ့အသက်တူကြတယ်မအောင်မြင်ကြဘူးမကြွယ်ဝမချမ်းသာကြဘူးဘာဖြစ်လို့လဲခရိယာမဟုတ်လို့ကျွန်တော်တို့ကြွယ်ဝချက်ချင်းကြွယ်ဝချမ်းသာတော်တာမဟုတ်ဘူးဒီဟာကဖယားသခင်ကဂတိတော်နဲ့ဆိုင်တဲ့ပေးထားတဲ့ပြည့်ညက်ဖြစ်တယ်အဲ့ဒါကြောင့်ဒီဂတိတော်ကိုလိုက်နာနိုင်တဲ့လူကရတော်တာဖြစ်တယ်မယုံကြည်သူတွေဆိုပေမဲ့သူတို့ကမိဘကိုယူတည်ကြတယ်မိဘကိုအယူအတီပြုတ်ကြတယ်အော်နာကြတယ်လိစားကြတယ်အဲ့ဒါကြောင့်သူတို့ကကျွန်တော်တို့ထက်ခရိယန်တွေထက်ပူချမ်းသာကြတယ်အသက်ရှိကြတယ်အသက်ရှိခြင်းကြွယ်ဝချမ်းသာခြင်းဆိုတာကတင်ပညာကောင်းလို့လုပ်လည်းမဟုတ်ဘူးကျမ်းမာရေးလုပ်နိုင်လို့ exercise လုပ်နိုင်လို့လုပ်လည်းမဟုတ်ပါဘူးမယုံကြည်သူတွေကကောင်းစားသွားတယ်ဆိုတာကသူတို့ကအဲ့ဒီဖယားရဲ့လူဝတ်ချက်ကိုသူတို့တည်တဲ့အခါမှာသူတို့ကမယုံကြည်ပြီးမဲ့ဖယားအလူတော်နဲ့ညီသူတို့ကျင့်သုံးတဲ့အခါမှာဒီကောင်းချီးမင်္ဂလာတွေကျွန်တော်တို့မထားတော့ဘူးသူတို့တင်သွားတာဖြစ်တယ်ကျွန်တော်တို့ယုံကြည်ဆိုပြီးမဲ့မိဘကိုကျွန်တော်တို့မယူတည်ဘူးကျိန်ဆဲတယ်မောက်မာကြတယ်တောက်တာအခန်းကြီး20မှာမိဘကိုကျိန်ဆဲတဲ့သူကမုံမိုက်နိုင်မိခွတ်တီလိမ့်မယ်အမောင်ထဲမှာမိပိတ်သွားရင်ဘလောက်မောင်မလဲအနာကမဲမောင်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကလောကောင်းကင်မှာဝိညာဉ်ဆိုတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ဘုရားသခင်ရှိတယ်လောကမှာကျွန်တော်တို့ရဲ့မိဘဖြစ်တယ်အဲ့ဒါကြောင့်ဘုရားသခင်ကမိဘကိုယူတည်ခြင်းကိုအမတမအလေးထားတယ်ကျွန်တော်တို့ကူးကွယ်တဲ့ဘုရားသခင်ကိုယ်တော်တိုင်က family ဖြစ်တယ်
family နဲ့ပဲအလုပ်လုပ်တာဖြစ်တယ်ယေရှုရှိတဲ့အသက်တာဆိုတာမိဘကိုမချစ်နိုင်တဲ့လူကမိဘကိုချစ်တတ်ချင်လေမယာမိန်းမပေါ်မှာတစ္ဆာမရှိတဲ့လူကမိန်းမပေါ်မှာတစ္ဆာရှိတတ်ချင်ညီကူမောင်နှမကိုညီကူမောင်နှမလို့မမြင်နိုင်တဲ့လူကညီကူမောင်နှမလို့မြင်တတ်ချင်အဲ့ဒါကယေရှုခရစ်တော်ရှိတဲ့အသက်တာဖြစ်တယ်ကျွန်တော်ကနောက်ဆုံးအနေနဲ့ပုံပြင်တစ်ခုပြောချင်တယ်ဥပမာအရင်တော့ကမုဆုမတယောက်ရှိတယ်စီတော့ကမုဆုမတယောက်ရှိတယ်အဲ့ဒီမုဆုမကတာတမီးတယောက်သားတယောက်ရှိတယ်သူ့အဖေလည်းမရှိတော့ဘူးဆိုတော့သူကဆင်းရဲဒုက္ခခံပြီးနေဒန်မူဒန်ခံပြီးသူကပိုက်ဆံရှာတယ်ငွေရှာတယ်သူ့သားသမီးတွေကိုလူတွေရှိမှမျက်နှာမငယ်ရအောင်သူကထောက်ပံ့တယ်ကျွေးမွေးထောက်ပံ့တယ်ဘယ်လိုပဲပင်ပန်းသူကမငင်းသွားရှာဘူးသူကကျူစားပြီးတော့ပိုက်ဆံကိုရှာပြီးသားသမီးတွေပညာသင်ပေးတယ်ဝတ်စားဆင်ရင်ပေးတယ်ကျူစားပေးတယ်နောက်ဆုံးမှာသားသမီးတွေကြီးလာတဲ့အခါမှာအကြီးဆုံးကနိုင်ငံခြားတနေရာမှာသွားလိုက်တယ်သူ့အငယ်မကယောက်ျားယူလိုက်တယ်နောက်ဆုံးမှာသူ့အမေကလည်းအသက်ကြီးလာပြီဆိုတော့သူကအလုပ်လည်းမလုပ်နိုင်ရှာတော့ဘူးအဲ့ဒီချိန်မှာသူ့ရဲ့သမီးစီမှာသူတွားတဲ့အခါမှာသူမျောလင့်ထားတဲ့အတိုင်းအဆအရာအစင်မပြေတော့ဘူးသူကတာယာပြုတ်ဆွင်တဲ့ပြုတ်ဆွမဲလို့သူကမျောလင့်ထားပြီမဲ့သူ့သမီးကသူထင်တယ်လို့မဟုတ်ဘူးတရက်ဘစ်တရက်ပုံတရံပြောင်းသွားတယ်စူတစ်ထက်ဆူလာတယ်နောက်ဆုံးမှာပိုက်ဆံမရှိဘူးငွေမရှိဘူးဆိုပြီးသူတို့အစာကောင်းလည်းမပေးဘူးသူတို့စားပြီးသားကျွန်းကျင်တွေပဲသူ့အမေကိုပေးလိုက်တယ်စပွဲမှာလည်းသူတို့နဲ့အတူထမင်းမစားခိုင်းဘူးအခြားနေရာမှာစားခိုင်းတယ်အဲ့ဒါနဲ့အစာကောင်းလည်းမစားဘူးဆိုတဲ့အခါမှာအမေကလည်းအသက်ကြီးလာတဲ့အခါမှာသူကဒါတွေသိပြီးမဲ့သူကသူ့ကိုယ်သူထိန်ထားတယ်သူ့သမီးစီမှာဂျင်းတ်တလူပြောတလူဝန်းနေပြီးမဲ့စိတ်ကြပြီးမဲ့စိတ်ဓာတ်ကြပြီးမဲ့အားငယ်ပြီးမဲ့အဲ့ဒါတွေသူကဝတ်ထားတယ်မပေါ်အောင်သမီးစီမှာပြုံးပြအပေါ်ရနဲ့ပြုံးပြနေကြတယ်နောက်ဆုံးမှာသူ့အမေကနေမကောင်းတော့တဲ့အခါမှာစီယုံရောက်တော့တယ်အဲ့ဒီချိန်မှာသူ့သားအကြီးကရောက်လာတယ်ရောက်လာတဲ့အခါမှာသူ့အမေကိုမေးတဲ့အခါမှာငါငယ်မကအစာအဟင်တွေကောင်းပေးသလားကျွေးသလားဆိုတဲ့အခါမှာသူကလည်းမအားဘူးဆိုတော့သူကကောင်းမအားဘူးဆိုတော့ကောင်းမချက်ပေးနိုင်တာဖြစ်တယ်အဲ့ဒါတွေကအပြစ်မတင်ပါနဲ့သူ့သမီးကသူ့အမေကိုဂယုမဆိုင်ဘူးဆိုတာသူတည့်ရတာနဲ့သူ့အပြစ်တော်မှာဖုံးတည်တာဖြစ်တယ်ဒါပေမဲ့သူ့ကိုကအကုန်လုံးတည်တယ်အဲ့ဒီချိန်မှာသူ့သမီးကဘယ်လိုစဉ်းစားလဲဆိုရင်သူကငါတို့အဖေအမေပဲသူကျွေးမွေးရမှာပဲအဲ့ဒါသူ့တာဝန်ပဲလေဒီလိုပဲပြောလိုက်တာဒီနေရာမှာမိဘတွေကကျွန်တော်တို့ကျွေးမွေးတယ်လှုပ်ကျွေးတယ်ဆိုတာတာဝန်ဝတ္တရားတစ်ခုလို့သင်ကစဉ်းစားရင်ထင်ရင်ဝင်အကြီးကြီးဖြစ်သွားမယ်အရန်ခက်သွားမယ်ဒါပေမဲ့သူတို့ရဲ့မေတ္တာကိုကျွန်တော်တို့ထောက်ဖို့အရေးကြီးတယ်အဲ့ဒီချိန်မှာသူ့ကိုကအမေအတွက်ကျွန်တော်လာတိုင်းဒေါ်လာ100ကိုပေးတယ်အဲ့ဒါတွေပဲရောက်သွားပြီလေဆိုပြီးတော့တန်ဆဲပြလိုက်တာအဲ့ဒါနဲ့သူတမေကဒီလိုပြောလိုက်တဲ့အခါမှာသူ့ကိုကတင်မှုတ်လို့လုပ်ရတဲ့တင်ကျွန်တော်တို့အမေကခက်ခဲနဲ့ကျွန်တော်တို့ကိုဒီအထိရောက်အောင်သူကလှုပ်ကြွေးမွေးခဲ့တဲ့သူဖြစ်တယ်ဆိုပြီးတော့ရှင်းပြတဲ့အခါမှာ
tu tamega ateka aya tu bai sare khama ngubi tu amega tu sachin da ya ku chui de aya rwe mitsi the ma myin yong la de tu enji chai de aya ku ame si ma ara chai de so pi ro amega tu ku alu lai pi de aya rwe tu sawat ni ji atwat lu at de aya rweနောက်ဆုံးမှာ NGD ကိုသူအမေကနေမကောင်းရက်တာနဲ့စော်ပြီးတဲ့အရာတွေသူလှုပ်ကြွေးတဲ့အရာတွေပြုတ်ဆုပ်တဲ့အရာတွေသူအမေရဲ့မေတ္တာတွေကိုမစ်စေးထဲမှာမြင်ရောင်တဲ့အခါမှာသူအမတ်တမအနောင်တရသွားတယ်ငါကူအမေကဒီလောက်တောင်ချစ်ရက်တာနဲ့ငါလူအပ်တဲ့အချိန်မှာသူများနဲ့စကားများတဲ့ရန်ဖြစ်တယ်ဆိုရင်လေကျွန်တော်အမေကကျွန်တော်ဘက်ကနေရက်တီးပြီးကျွန်တော်အတွက်ပြောပြီးတယ်ဆိုပြီးတော့နောင်တရခဲ့ပြီမယ်နောက်ဆုံးမှအချိန်ကနှောင်းသွားတယ်သူကကောင်းကောင်းမွန်မွန်ပြုစုပြုထောင်ပေးချင်ပြီမယ်သူအမေကနောက်ဆုံးအချိန်ကြီးရောက်သွားတယ်သူကကြည်ယူဆက်ဖို့ခွင့်မရတော့ဘူးကျွန်တော်တို့မိဘတွေဆိုတာကျွန်တော်တို့ကသူတို့တတ်လုံးပြောင်းအောင်ထားရင်တောင်မှသူတို့လူချင်းတဲ့အရာတွေအကုန်လုံးဝယ်ပေးနိုင်ရင်တောင်မှသူတို့ရဲ့ကြည်ယူကိုတဝက်လောက်တောင်မှမဆက်နိုင်သေးဘူးကြည်ယူဆက်လို့မိဘကြည်ယူကိုဆက်လို့ကုန်မှာမဟုတ်ဘူးသူတို့ရဲ့မေတ္တာဆိုတာငွေနဲ့ဝယ်လို့မရဘူးပိုက်ဆံနဲ့ဝယ်လို့မရဘူးကျွန်တော်တို့ဘယ်လောက်ပဲစူးစူးအမြဲတမ်းခွင့်လွှတ်ပြီးတဲ့မိခင်ဖြစ်တယ်လူတွေကကျွန်တော်တို့ကိုချစ်တယ်ကြိုက်တယ်ပြောကြပြီမယ်တင်းအချစ်ဆုံးထင်တဲ့လူတွေထက်တော်မှတဲ့ရဲ့မိဘကတင်းကိုပူချင်မှဖြစ်တယ်တချို့တွေကကျွန်တော်တို့ကောင်းစားနေလို့ကျွန်တော်တို့ပိုက်ဆံရှိလို့လူတွေကကျွန်တော်တို့ကိုချစ်တယ်လို့ကျွန်တော်တို့ထင်တတ်ကြတယ်နောက်ဆုံးတကယ်ရောက်တဲ့အခါမှာကျွန်တော်တို့မိဘတွေပဲကြံခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်မိဘတွေကိုရှိသေးတဲ့လူတွေကြည်ယူဆက်ချင်တဲ့လူတွေရှိရင်အချိန်မနှောင်းခင်ကျွန်တော်တို့ကြည်ယူဆက်ဖို့ဖြစ်တယ်တီးပြီးမှငူကျွေးပြီးကျွန်တော်တို့ဒုနဲ့မျက်ရည်ကျသွားရင်အဲ့ဒါတွေကဘာမှသုံးဆလို့မရဘူးလူဆိုတာအသက်ရှင်တော့မှပဲတန်ဖိုးရှိတာဖြစ်တယ်ချစ်တယ်ဆိုရင်လည်းအသက်ရှင်တော့မှပဲကျွန်တော်တို့တယောက်နဲ့တယောက်ချစ်ကြရအောင်တီးပြီးမှကျွန်တော်တို့ဘာမှသုံးဆလို့မရတော့ဘူးအသက်ရှင်တော့မှပဲတန်ဖိုးရှိတယ်ဘယ်လောက်ပဲနာမည်ကြီးပါစီဘယ်လောက်ပဲချမ်းသာကြွယ်ဝပါစီတင်တီးပြီးသွားရင်3 ရက်မကြာတော့ဘူး6 လတပတ်တော့မှဘယ်လောက်ပဲချစ်အိမ်ထဲမှာထားလို့မရတော့ဘူးအဲ့ဒါကြောင့်လူရဲ့တန်ဖိုးကအသက်ရှင်တော့မှပဲတန်ဖိုးရှိတယ်အဝေးမှာရှိတဲ့မိဘတွေရှိတဲ့လူတွေဆိုရင်လေပိုက်ဆံပို့နိုင်မှမိဘကိုဖုန်းဆက်ပြီးစကားမပြောပါနဲ့သူတို့ကတည့်ရဲ့အတန်ကိုကြားချင်တာအဲ့ဒါမေတ္တာဖြစ်တယ်ပိုက်ဆံမပို့နိုင်ရင်လေဟယ်လိုနေကောင်းလားအမေဟယ်လိုနေကောင်းလားအဖေသူတို့ကအဲ့ဒီအတန်ကိုကြားလိုက်ကြည့်နေပါပြီမိဘကိုသူတို့မိဘကိုပြုစုပြုထုံးတယ်ဆိုတာကျွေးမွေးတယ်ဆိုတာကျွန်တော်တို့ကတာဝန်အရာလို့ကျွန်တော်တို့မစင်စားမိပါနဲ့သူတို့ရဲ့မေတ္တာကိုကျွန်တော်တို့ကြည်စုပါကျွန်တော်တို့မေတ္တာကိုထောက်မှာပဲအချိန်ရှိတော့မှကျွန်တော်တို့မိဘကိုကြည်ယူဆက်နိုင်တဲ့လူတွေရှိရင်ဆက်ကြပါအဲ့ဒါလဲဖယားအလိုတော်လဲဖြစ်တယ်မိဘစကားနားထောင်တယ်ဆိုတာခုနဆရာကြီးကပထမဆုံးဖတ်တော်တယ်ဖယားအလိုတော်ဖြစ်တယ်မိဘစကားနားထောင်ခြင်းဖယားအလိုတော်ဖြစ်တယ်အဲ့ဒါကြောင့်ညီကိုမောင်နှမတို့ကျွန်တော်တို့ဖယားတခင်က family ကိုကျွန်တော်တို့မိသားစုမှာတာယာလာပဖို့ဖန်ဆင်ထားတာဖြစ်တယ်ဖန်ဆင်ပေးတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဖယားအလိုတော်နဲ့အညီဖယားဖန်ဆင်တဲ့အတိုင်းဖယားဖြစ်စီခြင်းတဲ့အတိုင်းကျမ်းစာအတိုင်းကျွန်တော်တို့အသက်ရှင်ရင်ဘာမှပြဿနာမရှိပါဘူးအိမ်ထောင်ကြီးကတာယာလာပပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်အချိန်မှစာတန်ကခွင့်ယူသွားလဲဆိုရင်ကျွန်တော်တို့ကမန်နေတင်တဲ့အတိုင်း
ဖယားကူဦးစားမပေးတဲ့အရာနှုတ်ကပတ်တော်ကူဦးစားမပေးတဲ့အရာချစ်ချင်းမေတ္တာကအိမ်ထောင်မှာနေရာမရတဲ့အခါခွင့်မလွတ်နိုင်တော့တဲ့အခါအမုန်းပွားတဲ့အခါမှာတယောက်နဲ့တယောက်စိတ်ထဲမှာချီနှောင်လာပြီဆိုရင်အဲ့ဒီချီနှောင်ခြင်းကတယောက်နဲ့တယောက်မကြခင်မှာအကွယ်ဖြစ်သွားတယ်အကြီးကြီးဖြစ်သွားတယ်ပြဿနာဖြစ်သွားတယ်အင်ထောင်ကွဲတဲ့အထိအဆင့်ဖြစ်သွားတာဖြစ်တယ်အဲ့ဒီအင်ထောင်ကွဲတယ်ဆိုတာအမင်္ဂလာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့မိသားစုထဲမှာမဖြစ်ပွားဘူးကစာတန်ကတက်ကိုဆက်လက်တုံးပြီးမဖြစ်ပွားအောင်ကျွန်တော်တို့တမတရီစီချရအောင်တခါတလေကျရင်ကျွန်တော်တို့ကမန်ဒေးတဲ့အမန်တရားဘက်မှာတင်ရက်တီလို့ရင်ငါမန်ဒေးဘာမှဖြစ်ငါမမပါဘူးဆိုရင်အဲ့ဒါနဲ့တင်ဆုံးဖြတ်လိုက်တဲ့အရာပေါ်မှာတတက်လုံးပြုတ်ပြလို့မရတဲ့နောင်တတွေတင်ပေါ်မှာရောက်ရှိလာမှာဖြစ်တယ်ကျွန်တော်တို့ဦးစားပေးတဲ့အရာကဘယ်အရာလဲအဲ့ဒါအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုအရောက်စီတိုင်းတာယာလာပါတဲ့ဖယားဖြစ်စီခြင်းတဲ့မိသားစုအတိုင်းမိသားစုကိုဒီစောင့်နိုင်ဖို့အရောက်စီတိုင်းဖယားတကယ်ကောင်းချီးပေးပါစေ